သူတို့သားအဖဈေးထဲမှာရှောက်သွားနေတော့ဝန်တထေးကြီးဖမ်းခံရတဲ့သတင်းကိုကြားခဲ့တယ်သူ့သားရင်းကိုတက်လိုက်တယ်လို့ပြောနေကြတယ်သွေးစွန်းနေတဲ့ဓာတ်မှာတထေးကြီးရဲ့နာမည်ရေးထားတယ်လို့ပြောတယ်ကောင်မလေးလည်းတထေးကြီးကိုအမြန်သွားကယ်ကြဖို့ပြောလိုက်တယ်။တရားရုံးမှာတော့တထေးကြီးကအပြစ်ပေးဖို့စစ်ဆေးခံနေရတယ်။သွေးပေနေတဲ့ဓာတ်မှာသူ့နာမည်ရေးထားလို့ဆိုပြီးတက်တည်ရှိနေတယ်။မယားငယ်ကလည်းခင်မို့မို့အေးလုံနေတယ်။တထေးကြီးကတော့ဓာကသူ့ဓာမဟုတ်ဘူးလို့ပြောပြီးညှင်းဆိုနေတယ်။သူ့ကိုအပြစ်ပုံချခံရတာပါလို့ပြောတယ်။တရားသူကြီးကလည်းနေ့လည်ကျရင်ကိုမြတ်မယ်ဆိုပြီးအမိန့်ချလိုက်တယ်။သူတို့သားအဖလည်းတရားရုံးကိုရောက်လာပြီးအမှုကိုပြန်စစ်ဆေးဖို့တောင်းပန်တယ်။တရားသူကြီးကလည်းပိနေတိတ်နဲ့တက်တည်ခိုင်နေပြီဆိုပြီးပြောတယ်။ကောင်မလေးကတော့တကယ်တည်းခံကတော့မယားငယ်ခင်မို့မို့အေးလို့ပြောလိုက်တယ်။မယားငယ်ကလည်းသူမတက်ပါဘူး။အဖေကျန်းတော့ကိုမတက်ပါနဲ့လို့ပြောတာကြားတဲ့တက်တည်ရှိတယ်ဆိုပြီးအိမ်ဆောင်ကိုခေါ်လိုက်တယ်။ဆောင်လည်းညကနွားတင်းကုန်းနာမှာတထေးကြီးကသူ့သားကိုရိုက်နေတာမြင်တယ်လို့ပြောလိုက်တယ်ပြီးတော့ဓာတ်နဲ့ထိုးတာမြင်တယ်လို့လည်းပြောလိုက်တယ်အဲ့ဒီချိန်မှာကောင်မလေးကသူတို့နှစ်ယောက်ဟာနွားတင်းကုန်းမှာချိန်တွေ့နေကြတာကိုကြောင်ကလေးကပြောလို့သူသိတယ်လို့ပြောလိုက်တယ်သူတို့ကလည်းတက်တယ်မရှိပဲရှော့မပြောနဲ့လို့ပြောတော့ခွေးကလေးကတက်တယ်တွေကိုယူလာပေးတယ်တက်တယ်ကသူတို့နှစ်ယောက်အပြန်လည်ရေးထားတဲ့စာတွေဖြစ်နေတယ်ခင်မို့မို့အေးကလည်းမဟုတ်ပါဘူးမလုပ်ပါဘူးမင်းထင်တယ်လို့မယုံပါဘူးဆိုပြီးအတင်းပြန်ရင်းတယ်အဲ့ဒီချိန်မှာကြောင်လေးကအဆောင်ရဲ့ကိုယ်ထဲမှာတခုခုဝတ်ထားတယ်လို့ပြောလိုက်တယ်တက်တယ်ထဲမှာအဆောင်ကိုအိမ်မှာအလုပ်လာလုပ်ဖို့ခေါ်ထားတာတွေ့ရတယ်နောက်ဆုံးတော့ခင်မို့မို့အေးလည်းဖောက်ပြန်နေတာဝန်ခံပေမဲ့လူတက်တာမဟုတ်ပါဘူးဆိုပြီးညင်းပြန်တယ်ကြောင်လေးကလည်းတွေးပေနေတဲ့အဝတ်စားတွေကိုသူ့ကတင်အောက်မှာဝတ်ထားတယ်လို့ပြန်ပြောတယ်ဒါကိုတရားသူကြီးကလည်းတက်တယ်မခိုင်ဘူးပဲပြောနေတယ်ငှက်ကလေးကလည်းမင်းညတုန်းကခင်မို့မို့အေးကသူ့သားကိုရေတိုက်လိုက်တော့သူ့သားကအမြုပ်ထွက်ပြီးလဲကျသွားတယ်လို့ပြောလိုက်တယ်ရေခွက်ထဲကိုစံထိုးတဲကနေအမုံတချို့ထည့်လိုက်တယ်လို့ပြောတယ်သူ့သားကအစိတ်ခတ်ခံရပြီးတေဆုံးရတာဖြစ်ကြောင်းပြောလိုက်ပြီးမယားငယ်ရဲ့စံထိုးတွေမှာအစိတ်တွေထည့်ထားတယ်လို့ပြောလိုက်တယ်စစ်ဆေးကြည့်လိုက်တော့မယားငယ်ရဲ့စံထိုးတိုင်းမှာအစိတ်တွေရှိနေတာတွေ့လိုက်တယ်အဲ့ဒီချိန်မှာအဆောင်ကမယားငယ်ခိုင်လို့လုံးမိတာပါလို့ပြောတယ်မယားငယ်ကလည်းအစိတ်တောက်တာမတေးလို့ဓာတ်နဲ့သူထိုးတာပါလို့ပြောပြန်တယ်နောက်ဆုံးတော့သူ့ဖော်ကိုဖော်ရင်းနဲ့အမှုပေါ်ပြီးသူတို့နှစ်ယောက်စလုံးကိုကိုမြတ်ဖို့အမိန့်ပေးလိုက်ပါတယ်တထေးကြီးလည်းကလေးမလေးကိုကျေးဇူးတင်လို့ရွှေရအများကြီးပေးခဲ့တယ်ကောင်မလေးနဲ့သူ့ဖေကလက်မခံတော့တထေးကြီးကကောင်မလေးကိုသူ့အိမ်မှာသူ့မြေဖြစ်လာနေဖို့တောင်းဆိုတယ်ကောင်မလေးကလည်းသူ့ဖေမေတွေနဲ့မခွဲနိုင်ဘူးလို့ပြောလိုက်တော့သူတို့တအိမ်လုံးကိုတထေးကြီးကအတူတူလာနေဖို့ပြောလိုက်ပါတော့တယ်